ချက်၃ချက်ရှိတယ်နော်ဒီအချက်၃ချက်ကိုနော်ဟာဒတ်မူဖတီတကီဥစမာနီဆပ်ကပြောပြနော်ဒီအချက်၃ချက်ကိုကျွန်တော်တို့ဘဝမှာလိုက်နာမယ်ကျင့်သုံးမယ်နော်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဘဝတတန်းမှာဘတော်မှပရိရှာန်စိတ်ပူပန်ရတာတောကဖြစ်ရတာဘတော်မှအင်ရှာအလ္လာဟ်ရောက်တော့မှဖြစ်လာမှာမဟုတ်နော်ဒီအချက်၃ချက်ကိုကျွန်တော်တို့အမှန်လုပ်မယ်ကျင့်သုံးမယ်ဆိုရင်နော်ဘဝကြီးစိတ်ချမ်းသာရနော်စိတ်ချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်ရနော်တောကတွေပူပန်မှုတွေကျွန်တော်တို့စီကိုရောက်တော့မှမဟုတ်နော်တောကတွေဖိစီးပြီးတော့စိတ်တွေပူပန်ပြီးတော့နေရတဲ့အခြေအနေတွေကျွန်တော်တို့ကြုံရမှာမဟုတ်နော်ဒီတော့အဲ့ဒီအချက်၃ချက်ဘာတွေလဲအဲ့ဒီအချက်၃ချက်ကိုကျွန်တော်အင်ရှာအလ္လာဟ်ပြန်ပြောင်းပြီးတော့ပြောပြမှာဖြစ်ပါလေးစားအတဲမိတ်ဆွေညီနောင်များခင်ဗျာကျွန်တော်တို့အင်မတန်မှတ်သားတဲ့နော်ဒီချက်၃ချက်ပေါ်မှာကြားပြီးသွားတဲ့အခါမှာလည်းပဲနော်ကျွန်တော်တို့ကျင့်သုံးမယ်လို့နေရပြုတဲ့နော်အဲ့ဒီအချက်၃ချက်ထဲမှာနံပါတ်1အချက်ကပါလဲနော်ကျွန်တော်တို့နော်ဘဝမှာအခြေအနေတွေဆိုတာကအမြဲတမ်းကြုံနေရမှာပဲဒါဒုနီယာပဲနော်ဒုနီယာပဲအမြဲတမ်းတသမတ်သေးကြတဲ့အခြေအနေဘယ်သူမှအလ္လာဟ်မပေးတော့နော်ဒီတိုင်းပဲအမြဲတမ်းပြုံးနေပျော်နေရတဲ့အခြေအနေမျိုးလဲအလ္လာဟ်ဘယ်သူမှမပေးထားဘူးနော်နောက်ဆုံးနဗီတမန်တော်တွေအလ္လာဟ်အချစ်တော်တွေကိုတောင်အလ္လာဟ်မပေးခဲ့နော်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ရဲ့ဘဝတတန်းကိုကြည့်နော်တမန်တော်မြတ်ဆလ္လာလာဟူရဲ့ဘဝတတန်းမှာအများကြီးဒုက္ခကက်ခဲတွေကြုံခဲ့ရနော်ဒီလိုကျွန်တော်တို့ရဲ့ဘဝတတန်းနေလေဒီလိုပဲဒီနေ့ပြောရင်မနှက်ဖြန်နော်ဒုက္ခဖြစ်เสียတွေပူပန်เสียတွေကျွန်တော်တို့စီရောက်လာတတ်နော်ဒီတော့အဲ့ဒီလိုတွေရောက်လာတဲ့အခါမှာကျွန်တော်တို့ဘယ်လိုရင်ဆိုင်မလဲနော်ဒီတော့ဒီအချက်၃ချက်ကိုကျွန်တော်တို့မချင်းသုံးဘူးမလိုက်နာဘူးဆိုရင်နော်ကျွန်တော်တို့ဘဝမှာအဲ့ဒီတောကဆိုတဲ့လှိုင်းလုံးကြီးတစ်ခုရောက်လာတိုင်းအဲ့ဒီလှိုင်းလုံးထဲမှာကျွန်တော်တို့တွေရက်ကန်ဖြစ်ကုန်ကြမှာပဲအကယ်၍ဒီ၃ချက်ကိုကျွန်တော်တို့လိုက်နာမယ်ဆိုလို့ရှိရင်အင်ရှာအလ္လာဟ်အဲ့ဒီတောကဒုက္ခဆိုတဲ့လှိုင်းလုံးဘယ်လောက်ကြီးမားပါစေအဲ့ဒီလှိုင်းလုံးကိုကျွန်တော်တို့အလွေတကူလေးကြော်လွှားနိုင်သွားကြလိမ့်မယ်နော်ဒီတော့အဲ့ဒီအချက်၃ချက်ထဲမှာနံပါတ်1ကပါလဲနော်အခြေအနေတစ်ခုကြုံရတယ်ဆိုရင်အဲ့ဒီအခြေအနေကိုကျွန်တော်တို့နော်ရုံးထွက်နိုင်ဖို့အဲ့ဒီအခြေအနေကနေရုံးထွက်နိုင်ဖို့ဒီတိုင်းပဲအဲ့ဒီအခြေအနေကိုကျွန်တော်တို့ရင်ဆိုင်ဖို့အတွက်ကိုယ်မှာဘလောက်အင်အားရှိလဲအင်အားရှိသလောက်ကြိုးစားရမှာကျွန်တော်တို့ရဲ့တာဝန်ပဲနံပါတ်1နော်နံပါတ်1ကြိုးစားရနော်ကြိုးစားဘူးကကျွန်တော်တို့ရဲ့တာဝန်ပဲနော်ဒီတော့နော်နံပါတ်1ကကြိုးစားရနော်ဒီနေရာမှာဒူအာကြီးတတ်နဲ့လည်းပဲမပြီးနော်ကြိုးစားဘူးလည်းပဲတာဝန်ရှိတယ်နော်ဥမာဖြစ်လူတစ်ယောက်ကသူ့မှာအလုပ်ကင်မရှိနော်သူ့မှာစားစရာတောက်စရာမရှိနော်အဲ့ဒီလိုမရှိတဲ့အခြေအနေမှာနော်သူဒူအာပဲတောင်းနေမယ်အလ္လာဟ်အလုပ်ကင်ပေးပါယအလ္လာဟ်စားစရာပေးပါဒူအာကြီးတောင်းနေလို့တော့ဖြစ်လာမှာမဟုတ်နော်သူဘာလုပ်ကမလဲအလုပ်ကင်လည်းပဲထွက်ရှာရနော်စားစရာတောက်စရာလည်းပဲသူထွက်ပြီးတော့ရှာရနော်ဒါကနော်ကိုလုံနိုင်သလောက်ကိုမှအင်အားရှိသလောက်နော်ကိုကြိုးစားဖို့ဒီမှာတောင်းဝန်ရှိနော်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်နဲ့ဆွာဟာဘာတွေစီကိုနော်ဒီတရင်ရောက်လာပြီးမက္ကာကနေမုရှရစ်တွေအင်မတန်များပြားတဲ့အရေးအတွက်နော်ဓာလန်လက်နက်တွေအပြည့်အစုံနဲ့မဒီနာကိုတိုက်ခိုက်ဖို့လာနေပြီဆိုတဲ့တရင်ရောက်လာတဲ့အခါမှာတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ဒူအာကြီးတက်လုပ်နေတာမဟုတ်နော်ဒူအာကြီးတက်လုပ်တာမဟုတ်နော်တမန်တော်ဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ဘာလုပ်လဲကိုမှရှိစုမဲ့စုရှိတဲ့အင်အားလေးရှိစုမဲ့စုလက်နက်လေးနဲ့တမန်တော်ဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ဒါကိုခုခံဖို့တုတ်ပြန်ဖို့အတွက်တမန်တော်မြတ်ကြီးလည်းပဲပြန်ပြီးတော့ထွက်တယ်ဒါကကျွန်တော်တို့ကိုပါတင်ပေးတာလေနော်ဘလို့အချင်းကြီးပဲကြုံဝကိုမှရှိတဲ့ကိုစွမ်းဉာဏ်စွမ်းနဲ့အဲ့ဒါကိုနော်ရင်ဆိုင်ဖို့အတွက်တော့ကိုကြိုးစားရမှာပဲနံပါတ်1ကတော့အဲ့ဒါလောက်ကြမှာပဲဒီတော့တမန်တော်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်စီမှာရှိတာအင်အား300ကျော်လေးနော်ဓာလန်လက်နဲ့နည်းနည်းပပနဲ့နော်အစီးနဲ့နည်းနည်းပပနဲ့တစ်ဖက်ကအရေးတွန်းနဲ့ရှင်လိုက်ရင်တော့ဘာမှမရှိဘူးဒါကနော်ဟိုဘက်ကမုရှရစ်တွေရဲ့အရေးအတွက်ကအများကြီးပဲသူပေမဲ့အဲ့ဒီနည်းနည်းပပကိုခေါ်ပြီးတော့တမန်တော်ဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ရောက်အောင်သွားလိုက်တယ်
နော်စစ်မြေပြင်စီကိုရောက်အောင်တော့တမန်တော်မြတ်ကြီးဆလောဆမ်သွားလိုက်တယ်ဒါကပါလေနံပါတ်1ကိုမှရှိသလောက်အင်အားနဲ့ကိုကြိုးစားရနော်ကြိုးစားဖို့တောင်းဝန်ရှိကြိုးစားဖို့တောင်းဝန်ရှိနော်လူတစ်ယောက်ပညာတတ်ဖြစ်ခြင်းနဲ့နော်ပညာတတ်ဖြစ်ခြင်းဒွါကြီးပဲလုပ်လို့မရနော်ကိုမှရှိတဲ့အုံနောက်အစွန်းအစားနဲ့ရသလောက်ပညာတွေကိုနော်ကြိုးစားပြီးသင်ယူဖို့အတွက်သူလုပ်ရမှာပဲနော်ဒီတိုင်းပဲလူတစ်ယောက်တိုးတက်ကြီးပွားခြင်းနဲ့နော်တိုးတက်ကြီးပွားခြင်းနဲ့ဆိုရင် तू မဲနဲ့လုပ်ရမှာပဲကြိုးစားရမှာပဲနော်ကိုမှရှိတဲ့အရေးချင်းနဲ့နော်ရှိသလောက်အင်အားနဲ့ तू နော်ကြိုးစားရမှာပဲနော်လူတစ်ယောက်နော်စီးပွားရေးအောင်မြင်ခြင်းနဲ့ဆိုရင်လည်းပဲစီးပွားရေးတော့လုပ်ရမှာပဲနော်လုပ်ရမှာပဲဘာမှမလုပ်ဘဲနဲ့ तू တွားပဲထိုင်တောင်းမယ်အဲ့ဒါကြတော့ဖြစ်မှာမဟုတ်နော်ဆိုင်ဖွင့်ရမယ်နော်ရောင်းတာဝယ်တာဖောက်ကားတာလုပ်ကြမယ်နော်ဒါကတော့နော်လုပ်ရမှာပဲနော်ဒါကတော့နော်ကိုစပြီးတော့ကိုမှရှိသလောက်အင်အားနဲ့ကိုကြိုးစားရမှာပဲနော်ဒီတော့အဲ့ဒီအဆင့်ကိုလုပ်ပြီးသွားပြီဆိုလို့ရှိရင်နော်ဒုတိယမြောက်အဆင့်ကပါလေဒုတိယမြောက်ကျွန်တော်တို့ဘာလုပ်မလဲဒုတိယမြောက်ကဒူအာလုပ်နော်ဒူအာလုပ်တမန်တော်မြတ်ကြီးဆလလာဟူအလိုင်စလမ်ကနော်ဆွာဘာတောကဒီနဲ့နော်ဘဒရ်စစ်ပွဲဘဒရ်စစ်မြေပြင်ကိုတမန်တော်မြတ်ကြီးရောက်အောင်သွားလိုက်နော်စစ်မြေပြင်မှာအကြီးအတွက်ကဟိုဘက်က1000ဒီဘက်က373ပါပဲရှိဟိုဘက်က1000မှာဓာလန်လက်နက်ကအပြည့်စုံနော်ဒီဘက်ကဆွာဘာဒီစီမှာဓာလန်လက်နက်အပြည့်စုံမပါဘူးဟိုဘက်က1000မှာအစီအင်းအပြည့်စုံဒီဘက်မှာအစီအင်းတော့မလောက်မငါနော်သူ့မိမဲလေးပဲရောက်အောင်တော့မလုပ်လိုက်လေတွားလိုက်နော်အခုရောက်ပြီးသွားပြီနော်အခုရောက်သွားပြီနော်အခုရောက်ပြီးတဲ့နောက်အခုဘာလုပ်လဲတမန်တော်မြတ်ကြီးဆလောဆမ်တစ်ဖက်မှာစစ်ဖြစ်နေပြီတစ်ဖက်မှာဆွာဘာတောကဒီနဲ့မုရှရစ်တွေနဲ့တိုက်ခိုက်မှုဖြစ်နေပြီအဲ့ဒီအချိန်တမန်တော်မြတ်ကြီးဆလောဆမ်အလ္လာဟ်စီမှာလက်ဖြန်ပြီးတော့သူဟာတောင်းယအလ္လာဟ်ကူညီပါယအလ္လာဟ်ကူညီပါအလ္လာဟ်ကူညီပါနော်အလ္လာဟ်အကူညီကိုကျွန်တော်မျိုးတို့လိုအပ်နေတယ်အလ္လာဟ်အကူညီမှမရှိရင်နော်ဒုနီယာမှာအလ္လာဟ်ကိုတားတမဲ့သူနော်ကျန်တော့မှာမဟုတ်ဘူးအားလုံးကုန်သွားလိမ့်မယ်နော်အလ္လာဟ်ကူညီပါအလ္လာဟ်ကူညီပါတမန်တော်မြတ်ကြီးဆလောဆမ်ငုံငိုပြီးဒူအာလုပ်နော်စိတ်ဓာတ်ကြီးများစွာလုပ်ပြီးတော့တမန်တော်မြတ်ကြီးဆလောဆမ်ဒူအာလုပ်တမန်တော်မြတ်ဆလောဆမ်တလောက်ငိုတယ်တလောက်ငိုတယ်တလောက်စိတ်ဓာတ်ထဲမှာတမန်တော်မြတ်ကြီးငိုတယ်တမန်တော်မြတ်ဆလောဆမ်တလောက်တိဒူအာတွေလုပ်တယ်ဟာဇတ်အဘူဘကာဆစ်ဒီကရဒီယလာဟူအန်ဟူတခင်ကိုရောမြတ်ကြီးကိုတားယူရတယ်ကိုရောနော်ကိုရောရဲ့ဒူအာအလ္လာဟ်လက်ခံလောက်ပါပြီကိုရောရပါပြီကိုရောမငိုပါနဲ့တော့တမန်တော်မြတ်ကြီးဆလောဆမ်ကိုတားယူရနော်ဒီကတမန်တော်မြတ်ဆလောဆမ်ကဒါအွမ်မတ်ကိုတင်ပေးတာပဲနော်အရင်ဆုံးကိုမှရှိတဲ့အရင်ချင်းနဲ့နော်အရင်ကျူးစားရပြီးတဲ့နောက်မှာဒူအာလုပ်ကနော်အီဘာဒတ်မှာလည်းဒီအတိုင်းပဲနော်လူတယောက်ကဂျန်နတ်သွားခြင်းနဲ့ယာအလ္လာဟ်ဂျန်နတ်ပေးပါဂျန်နတ်ပေးပါဒူအာကြီးထိုင်တောင်းလို့တော့မေးရနော်သူအရင်ဘာလုပ်ကမလဲဂျန်နတ်သွားခြင်းရင်ဂျန်နတ်ရောက်မဲ့အမလ်ဒီအရင်လုပ်ကဂျန်နတ်ရောက်မဲ့အမလ်ဒီအရင်လုပ်ကနမတ်5ချိန်ဖတ်ကရိုဇာထားရဇကတ်တောင်းရှိရင်ဇကတ်ထုတ်ကဟတ်တောင်းရှိရင်ဟတ်လုပ်ကနော်ဒီထပ်ပူပြီးတော့နဖီလီဖတ်ကနော်ဒီထပ်ပူပြီးတော့အီဘာဒတ်တွေလုပ်ကနော်အရင်ဘာကိုပြမလဲမိနတ်ကိုပြရနော်မိနတ်ပြီးသွားတဲ့အခါမှာယာအလ္လာဟ်ကျွန်တော်နိုင်တဲ့လောက်တော့လုပ်ပြီးယာအလ္လာဟ်အလ္လာဟ်ကျွန်တော်ကိုနော်ကျွန်တော်ရဲ့လူရင်းဆန္ဒအလ္လာဟ်ဖြည့်ပေးပါအလ္လာဟ်ဂျန်နတ်ကိုပေးပါပြီးတဲ့အခါမှာဒူဝါလုပ်ကနော်ဘာမှမလုပ်ဘဲနဲ့ဒူဝါပဲလုပ်လို့ဂျန်နတ်ရောက်သွားမှာမဟုတ်လေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာဒီတော့တမန်တော်မြတ်ကြီးဆလလာဟူအလိုင်စလမ်ကလည်းပဲအခုဒူအာလုပ်တယ်ဒူအာလုပ်တယ်ငိုတယ်ဒူအာလုပ်နော်ဒီတော့ဒူအာလုပ်တာဒုတိယမြောက်ကဒူအာပဲလေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာနော်ဒီတော့နံပါတ်1ကိုနိုင်တဲ့လောက်ကြိုးစားပြီးတော့နော်အလတ်ဘက်ကိုမလှည့်ပဲနဲ့ငါကြိုးစားမှုရလက်ကိုပဲထိုင်ကြည့်မယ်ကွာဆိုရင်လည်းပဲပြစ်မှာမဟုတ်တစ်ဖက်ကဒူအာရှိကိုရှိရဒူအာရှိကိုရှိရတချို့ကြတော့မဟုတ်ကြိုးစားဖို့ရှောက်တော့ရှိတယ်သူပေမဲ့အလတ်ဘက်ကိုတော့ तू မလှည့်နော်ငါကြိုးစားမှုရဲ့ရလက်ဘာထွက်မလဲဆိုတာကို तू တိုင်ဆောင်နေတယ်အဲ့ဒါဆိုရင်လည်းပဲဖြစ်မှာမဟုတ်နော်တစ်ဖက်ကကိုယ့်ရဲ့ကြိုးစားမှုနဲ့နောက်တစ်ဖက်ကဒူအာကိုအကြောင်းခံပြီးအလတ်ရဲ့ချင်းမြင့်မှုနော်နှစ်ခုလုံးနော်ကျွန်တော်တို့ရှိနေမှပဲအောင်မြင်မှုဆိုတာရလေးစားတဲ့မိတ်ဆွေညီနောင်များခင်များ
ဒီတော့နံပါတ်1ကဒွါလုကကျွန်တော်တို့လည်းပဲအဲ့ဒီလိုအခက်ခဲတစ်ခုခုကြုံလာပြီးနော်အချင်းချင်းတစ်ခုခုရေးဆိုင်ရပြီးနော်ကိုယ့်ဘက်ကနေရှိသလောက်တော့ကိုရင်ဆိုင်မယ်ကြိုးစားမယ်နောက်တစ်ခါမှအလတ်စီမှာဒွါလုမယ်ဒွါလုမယ်ဒွါလုလေးစားတဲ့မိတ်ဆွေညီနောင်များခင်များနော်ဒူအာကလေးပဲအင်တမကိုပဲကျွန်တော်တို့လိုအပ်နော်အင်မတန်လိုအပ်တယ်အင်မတန်လိုအပ်နော်လူတစ်ယောက်ကနော်ဒူအာများမြောင်စွာတောင်းရနော်ဒူအာများမြောင်စွာတောင်းရနောက်ဆုံးဒူအာကနော်ဒူအာကသူ့ရဲ့လူအင်ဆန္ဒရဲ့အရေးအတွက်ထက်ဒူအာကပို့ပြီးတော့များတာဥမာဖြစ်လူတစ်ယောက်စီမှာနော်လူအင်ဆန္ဒဘယ်နှခုရှိလဲ10ခုရှိတယ်နော်အဲ့ဒီ10ခုထက်နော်သူအလတ်စီမှာတောင်းတဲ့ဒူအာကပို့ပြီးတော့များရဆိုတော့ကနော်သူ့မှာလူအင်ဆန္ဒ10ခုရှိတယ်ဒူအာက9ခါလောက်ပဲတောင်းတယ်ဆိုရင်ဒါမဖြစ်နော်လူအင်ဆန္ဒ10ခုရှိရင်ဒူအာအခါ100လောက်တောင်းရဒူအာအခါ100လောက်တောင်းရဒီနေ့ကျွန်တော်တို့ကနော်လူအင်ဆန္ဒဘယ်နှခုရှိလဲဘာလိုအပ်ချက်ရှိလဲမေးလိုက်ရင်ထိုင်တိုးမယ်2နာရီလောက်ကြာအောင်လိုအပ်ချက်တွေအစိမပြေမှုတွေနော်သူပေမဲ့အလတ်စီမှာဒူအာဘယ်နှမိနစ်တောင်းလဲဆိုတော့နော်2မိနစ်ပြည့်အောင်ဒူအာမတောင်းနော်2မိနစ်ပြည့်အောင်ဒူအာမတောင်းဒီတော့လူအင်ဆန္ဒက2နာရီစာလောက်ရှိတယ်ဒူအာက2မိနစ်မပြည့်ဘူးတောင်းတာကဒီတော့ကျွန်တော်တို့လူအင်ဆန္ဒဘယ်လိုလုပ်ပြည့်နော်ဘယ်လိုလုပ်ပြည့်နော်ဒီတော့လူအင်ဆန္ဒထက်ကျွန်တော်တို့ရဲ့ဒူအာတောင်းတာက10စားလောက်ပူပါနော်အဲ့ဒီလောက်ပူပါတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟ်ဝါဆလမ်အဲ့ဒီလိုအလတ်စီမှာဒူအာလုပ်ခဲ့ဆဟာဘာတာဝကတွေအဲ့ဒီလိုအလတ်စီမှာဒူအာလုပ်ခဲ့ဒူအာများမြောင်စွာတောင်းရနော်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟ်ဝါဆလမ်နော်ဟဂျ်ခရီးမှာနော်အာရဖတ်ကွင်းပြင်မှာတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟ်ဝါဆလမ်ဒီလောက်အထိဒူအာတောင်းနေတဲ့လက်ဖြန့်ပြီးတောင်းတာတလောက်ကြာသွားတယ်နောက်ဆုံးဖြန့်ထားတဲ့လက်မနိုင်တော့ဘူးညောင်းကျသွားတယ်ဒါပေမဲ့ကိုရောရဲ့နှုတ်ကဆက်ပြီးတော့ဒူအာတောင်းနေတော့ပဲနော်ဖြန့်ထားတဲ့လက်မနိုင်တော့ညောင်းကျသွားတယ်သို့ပေမဲ့ကိုရောကဒူအာတော့ဆက်ပြီးတော့တောင်းနေတော့ပဲလေးစားတဲ့မိတ်ဆွေညီနောင်များခင်များနော်လူတယောက်ဒီလောက်အထိဒူအာတောင်းရမယ်ဒူအာတောင်းရင်နဲ့မောပန်နွားဟိုက်သွားတဲ့အထိဒူအာတောင်းရနော်ကျွန်တော်တို့ကဒီနေ့ဒူအာတောင်းတာကဒူအာကအမြည်သဘောလောက်ပဲရှိဒူအာကနော်နည်းနည်းပပလေးဒူအာလုပ်လိုက်နည်းနည်းပပလေးလေးစားတဲ့မိတ်ဆွေညီနောင်များခင်များဒူအာများစွာဒူအာတောင်းရနော်အများကြီးဒီနေ့နော်မိဘတွေရှိတယ်သားသမီးနဲ့ပတ်သက်ပြီးနော်ညှိညူကြသားသမီးမလိမ္မာဘူးနော်ဒီတော့နော်သားသမီးလိမ္မာဖို့အတွက်ကျွန်တော်တို့ဒူအာဘယ်လောက်တောင်းလဲကိုလေးပဲပြန်မိကြည့်ပြန်စမ်းစစ်ကြည့်သူကဘယ်လောက်တောင်းလဲဆိုတော့နည်းနည်းပါးပါးတောင်းတာတရက်မှာတစ်ခါနှစ်ခါလောက်တောင်းသားသမီးလိမ္မာဖို့အတွက်နော်အဲ့ဒီလောက်လေးတောင်းယုံနေတော့နော်ကျွန်တော်တို့သူကဒီအဆန်မဖြစ်တာနော်ကဘူလ်မဖြစ်တာဒါမဆန်းဘူးလေသူကများမြောင်စွာတောင်းရအများကြီးသူဟာဒီတောင်းရနော်သူကဘလောက်များတောင်းထားလေအဲ့ဒီလောက်နော်ကျွန်တော်တို့သူအားရဲ့နော်ရလက်တွေကိုပြန်ပြီးတော့ခံစားရနော်ဒူအာသိအရေးကြီးတယ်ကျွန်တော်တို့ဟာဒီစတိုရီထဲမှာတမန်တော်ဆလ္လာလဟ်အလိုင်ဝါဆလမ်တောင်းခဲ့တဲ့ဒူအာတွေနည်းနော်မဟုတ်တမန်တော်အွမ်မတ်ကိုတောင်းဖို့အတွက်တင်ပေးခဲ့တာလေးစားတဲ့မိတ်ဆွေညီနောင်များခင်များတမန်တော်ဆလ္လာလဟ်အလိုင်ဝါဆလမ်ကဒူအာကိုတလောက်အလေးထားတယ်ကဏ္ဍတိုင်းမှာဒူအာတမန်တော်ဆလ္လာလဟ်အလိုင်ဝါဆလမ်တင်ပေးတယ်ကျွန်တော်မနက်ကတော့မှပြောပြတယ်နောက်ဆုံးဒီကဏ္ဍမှာမကြံဘူးနော်ဥမာရှိနော်ခင်ပိုးနဲ့ဇနီးနော်တူနေတော့မယ်အဲ့ဒီအချိန်မှာလဲတမန်တော်သူဟာတင်ပေးတယ်သူဟာဖတ်နော်ဒီအချိန်မှာတော့မှသူဟာဖတ်ဘာကြောင့်လဲနော်ဒီအချိန်မှာလဲရှိုက်တန်ကနှောက်ယှက်မှုကလေလုံခြုံရနော်ဒီအချိန်မှာလဲပဲမွေးလာတဲ့ကလေးကိုဝင်တည်သွားမယ်တည်သွားမယ်ကလေးရလာမယ်ဆိုရင်အဲ့ဒီကလေးလေးရှိုက်တန်ကနှောက်ယှက်မှုကလေလုံခြုံရတမန်တော်အဲ့ဒီအချိန်မှာတော့ဒူအာဖတ်ဖို့အတွက်သင်ပေးတယ်ဘာဒူအာလဲအလ္လာဟူမဂျန်နိဘနာရှိုင်တန်ယာအလ္လာကျွန်တော်ကိုရှိုင်တန်ကအန်တီကနေအလ္လာထိမ့်သိမ့်ပါကာကွယ်ပါနော်ဝဂျန်နိဘရှိုင်တန်မာရဇကတနာနော်ကျွန်တော်ရလာမဲ့ကျွန်တော်ရဲ့အောက်လာမွေးလာမဲ့ကလေးကိုလေးပဲနော်အလ္လာရှိမတ်တကင်ရှိုင်တန်ကအန်တီကနေအလ္လာကာကွယ်ထိမ့်သိမ့်တော်မူပါလေးစားတဲ့မိတ်ဆွေညီနောင်များခင်များနော်ဆူရာကတမန်တော်အတိလောက်အထိဒူအာတင်ပြီး
အဲ့ဒီလောက်ထိသူကတင်ပေးတယ်နော်ဒီတိုင်းပဲကျွန်တော်တို့နော်ကဏ္ဍစုံမှာသူအားရရှိကဏ္ဍစုံမှာဥမာဖြစ်နော်လူတစ်ယောက်ကနော်မှန်ကြည့်တယ်အဲ့ဒီမှာလေးပဲတမန်တော်သူကတင်ပေးထားတယ်မှန်ဒီတိုင်းမကြည့်နဲ့နော်သူကတောင်းပြီးတော့ကြည့်ဘာသူကလဲအလ္လာဟุမ္မာအန်တာဟဆန်တာခလ်ကီယအလ္လာအရှင်မြတ်ကကျွန်တော်ရုပ်ရည်ယူပပကာကိုလှပအောင်အရှင်ပြုလုပ်တော်မူခဲ့တယ်အန်တာဟဆန်တာခလ်ကီဖဟဆင်ခူလူကီကျွန်တော်ရဲ့ကိုချင်းတရားကိုလည်းပဲအလ္လာရှင်လှပအောင်ပြုလုပ်ပြီးတော့မူပါနော်အဲ့ဒီအချိန်မှာလည်းပဲတမန်တော်မြတ်ကြီးဆလောဆံပါတင်ပြီးလေသူဟာတင်ပြီးတယ်နော်ပလီကိုဝင်တော့မယ်တမန်တော်နော်ဒီတိုင်းမဝင်ခံဘူးသူကတောင်းပြီးဝင်နော်ဘာသူကလဲအလ္လာဟุมမဖ်တဟ်လီအဘဝါဘရဟမတိနော်ယာအလ္လာအရှင်မြတ်ကရဟမတ်ကတကပေါက်တီနော်ကျွန်တော်မျိုးကိုအရှင်မြတ်ဖွင့်ပြီးတော်မူပါပလီကထွက်တယ်ဒီတိုင်းမထွက်နဲ့သူကဆူပြီးထွက်ဘာသူကလဲနော်အလ္လာဟุมမအင်နီအစအလူကမင်ဖဒလစ်ယာအလ္လာကျွန်တော်မျိုးမုတ်ချအရှင်ထံတော်ပါကနေအရှင်ရဲ့ first lady အရှင်ရဲ့ချစ်မြတ်မှုတွေကိုကျွန်တော်မျိုးတောင်းခံပါတယ်အခုပလီကနေထွက်ပြီးတော့အပြင်မှာတွာလာမယ်လှုပ်ရှားမယ်ရှာဖွေမယ်အလ္လာ first lady ရှိနေဖို့လိုအပ်ပလီကထွက်တဲ့အခါမှာလည်းပဲတမန်တော်မြတ်ကြီးဆလောဆမ်သူကတင်ပေးတယ်နော်အင်တာရဲဝင်တော့မယ်နော်မဝင်သေးနဲ့သူကဖတ်ဘာသူကလဲအလ္လာဟุမ္မာအင်နီအအူဒူဘီကာမင်အလ်ခူဘူစီဝလ်ခဘာအီနော်အိုအလ္လာကျွန်တော်မျိုးအရှင်ထမ်းခိုးလုံးပါတယ်နော်စိုးသွမ်းတဲ့ဂျင်ရှိုက်တန်အထီးတွေရဲ့အန်တီယာကနေစိုးသွမ်းတဲ့ဂျင်ရှိုက်တန်အမတွေရဲ့အန်တီယာကနေကျွန်တော်မျိုးခိုးလုံးပါတယ်နော်ဒူအာဖတ်နော်ကျွန်တော်တို့ကိုနော်တမန်တော်မြတ်ကြီးဆလောဆမ်တင်ပေးထားနေရာတိုင်းမှာဒူအာနေရာတိုင်းမှာဒူအာနောက်ဆုံးလူတစ်ယောက်ကခုကိုအစားတောက်တစ်ခုကျွေးတယ်ဒူအာဖတ်ဘာဒူအာလဲအလ္လာဟุမ္မာအတ်အင်မန်အတ်အမနီယာအလ္လာအဲ့ဒီပုဂ္ဂိုလ်ကျွန်တော်ကိုကျွေးတကယ်တော့အလ္လာသူ့ကိုကျွေးတော်မူပါဝစကီမန်ဆကာနီနော်ကျွန်တော်ကိုသူတိုက်တယ်လို့မျိုးအလ္လာလည်းပဲသူ့ကိုတိုက်တော်မူပါနော်ဒီမှာလေးပဲဘာဖတ်ဒူအာဖတ်လေးစားတဲ့မေစီညီနောင်များခင်များနော်ဒီတော့ကဏ္ဍတိုင်းမှာတမန်တော်ဆလောဆမ်ဒူအာရီတင်ပေးတာဘာကြောင့်လဲဒူအာတိတ်အရေးကြီးမူမင်တဲ့နှုတ်ကဒူအာနဲ့ပြတ်နေလို့မရနော်ဒူအာရှိနေရနော်ဒူအာကိုတဲ့ရှရီအတ်ကဒူအာကလည်းအီဘာဒတ်ပဲနော်သူပေမဲ့ဒူအာဆိုတဲ့အီဘာဒတ်ကိုရှရီအတ်ကတလောက်လွယ်လွယ်ကူကူလုပ်ပေးထားတယ်နော်ဒူအာအတွက်ခန္ဓာကိုယ်တန့်ဖို့မလိုဘူးနော်လူတစ်ယောက်နော်ခန္ဓာကိုယ်မတန့်ဂျနာဘတ်ဖြစ်နေတယ်ဟိုက်လာနေတယ်နော်ယာဒီစင်းနေတယ်နော်ကုရ်အာန်ဖတ်လို့မရဘူးဒါပေမဲ့ဒူအာလုပ်လို့ရတယ်ဒူအာအတွက်ခန္ဓာကိုယ်တန့်စရာမလိုနော်ဒီတိုင်းပဲဒူအာအတွက်ဝူဇူရှိစရာမလိုဝူဇူမရှိဒူအာလုပ်လို့ရဒူအာလုပ်လို့ရဒူအာအတွက်နေရာကန့်သက်ချက်မရှိနော်ပလီမာပဲဒူအာလုပ်လို့ရမယ်လမ်းမှာလုပ်လို့မရဘူးမရှိဒူအာကလူတစ်ယောက်နေရာတိုင်းမှာလုပ်လို့ရတယ်ဒူအာနေရာတိုင်းမှာလုပ်လို့ရဒီတိုင်းပဲဒူအာအတွက်ပုံစံမတတ်မှတ်ထားဘူးလက်ဖြန့်ပြီးဒီလိုတောင်းမှဒူအာဖြစ်မယ်နော်အဲ့ဒီလိုမျိုးမတတ်မှတ်ထားဘူးနော်ဒူအာလက်မဖြန့်ဘဲနဲ့လည်းပဲဒူအာတောင်းလို့ရတယ်နော်ဒူအာအတွက်စာသားမတတ်မှတ်ထားဘူးနော်နောက်ဆုံးဗဇက်ကနေဘာနော်မဆူနေဘူးစိတ်ထဲကနေဒူအာတောင်းနေတယ်ဒါလေးပဲရနော်ဒူအာကိုအတလောက်လွေကူအောင်လုပ်ပေးထားတယ်ဘာအတွက်လဲနော်မူမင်ကအချိန်တိုင်းမှာဒူအာလိုအပ်တယ်အချိန်တိုင်းမှာဒူအာလိုအပ်တယ်လေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာအချိန်တိုင်းမှာမူမင်အတွက်ဒူအာလိုအပ်နော်ဒီတော့ကျွန်တော်တို့ကိုသားသမီးနဲ့ပတ်သက်လာရင်လည်းပဲဒူအာသိလို့ပါနော်ဒူအာသိများများဆဆလို့ပါဥမာဖြစ်အခုသားသမီးကအခုမှနော်တေးသေးလေးနော်ပစ္စည်းလေးပဲရှိသေးတယ်နော်အဲ့ဒီအချိန်မှလည်းပဲဒူအာနေ့တိုင်းသားသမီးကိုမြင်တိုင်းဒူအာပေးနေသားသမီးကိုမြင်တိုင်းဒူအာပေးနေနော်သားသမီးကိုမြင်လိုက်တိုင်းရအလ္လာကျွန်တော်သားသမီးအလ္လာကောင်းစားစေပါဒင်းရှိစေပါလိမ္မာစေပါတိုးတက်စေပါကြီးပွားစေပါအလ္လာပညာရီအများကြီးသူတို့ကိုချစ်မြတ်ပါနော်အင်တန်ကောင်းတဲ့အိမ်တော်ဘက်သူတို့အတွက်အလ္လာချစ်မြတ်တော်မူပါအင်တန်ကောင်းတဲ့တကဒီအလ္လာသူတို့ကိုပေးပါဘာပင်မနာမို့လို့နော်ဘာမှမပင်ပေါင်းဒီလောက်လေးသူကတောင်းတာသားသမီးကိုမြင်လိုက်တိုင်းသူကတောင်းသားသမီးကိုမြင်လိုက်တိုင်းသူကတောင်းနေနော်ဒီတော့ကျွန်တော်တို့အဲ့ဒီလိုအမြဲသူကပေးနေသူကတောင်းနေသူကတောင်းပေးနေသူကတောင်းပေးနော်အဲ့ဒီလိုဒူအာဒီကရလက်ကျွန်တော်တို့ပြန်ပြီးတော့တနေ့ကြုံရမှာပဲပြန်ပြီးတော့ကျွန်တော်တို့အဲ့ဒါရလက်ကိုပြန်ပြီးကျွန်တော်တို့စံစားရမှာပဲ
လေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာနော်ဒီတိုင်းပဲမူမင်ကနော်အချင်းဒီတိုင်းမှာသူဟာလုံနေရဥမာဖြစ်အိမ်ကနေအပြင်သွားတယ်ပစ္စည်းတစ်ခုဝယ်ဖို့သွားတယ်ဆိုပါစို့နော်အခုအိမ်ကနေစထွက်တယ်အလတ်စိမသူဟာလို့ရအလားနော်ပစ္စည်းဝယ်ဖို့ဘယ်နေရာကိုသွားနေလဲဘယ်ဆိုင်ကိုသွားနေလဲအဲ့ဒီဆိုင်ကိုစိုက်ဆိုင်မြတ်မြတ်ရောက်နိုင်တဲ့တောဖစ်အလတ်ချင်းမြတ်တော်မူပါနော်အဲ့ဒီဆိုင်ကိုအခုမြင်ရပြီးရောက်ပြီးအလတ်စိမသူဟာလို့ရအလားလူချင်းတဲ့ပစ္စည်းကိုနော်အင်တန်ကောင်းကောင်းမွန်မွန်ဇင်းတုံးတတနဲ့မှန်မှန်ကန်ကန်ပစ္စည်းရနိုင်တဲ့တောဖစ်အလတ်ချင်းမြတ်တော်မူပါနော်အဲ့ဒီလိုနဲ့အခုပစ္စည်းရလဲရသွားပြီနော်ရသွားပြီလေအလတ်စီမန်တော်လို့ရအလတ်ဒီပစ္စည်းကိုနော်အလတ်ကျွန်တော်အတွက်အသုံးဝင်စေတော်မူပါကျွန်တော်အတွက်အကျိုးရှိစေတော်မူပါနော်ကျွန်တော်တို့တော်လို့လေးစားတဲ့ပစ္စည်းနောင်များခင်များဒီတော့အချိန်လေးတိုင်းမှာတော်လို့လိုအပ်တမန်တော်ကြီးဆလောက်ဆမ်တလောက်ထိကျွန်တော်တို့ကိုသင်ပေးထားတယ်နော်ဖနက်သေးချိုးပြတ်တဲ့ကိစ္စမှာတော့မှအလတ်စီမန်တော်တောင်းဆိုတော့ကတီးတယ်ကြီးတယ်မရှိဘူးအလတ်စီမန်အကုန်ကျွန်တော်တို့တော်တောင်းနော်တော်တောင်းနော်ဒါဒုနီယာနဲ့ပတ်သက်ပြီးတော့အာခိရတ်နဲ့ပတ်သက်ပြီးလေကျွန်တော်တို့ဘလောက်တောင်းနေရအချိန်တိုင်းမှာရအလာကျွန်တော်ရဲ့မော့ကိုတော့အင်တန်ကောင်းမွန်တဲ့မော့ပေးပါနောက်ဆုံးထပ်သမှာနော်ကလီမာရဲ့နစီအလချင်းမြပါအီမန်နဲ့တကွာအသက်ထွက်နိုင်တဲ့တောဖစ်အလချင်းမြပါနော်ဒီတိုင်းပဲကျွန်တော်ရဲ့ cover ကိုအလလင်းဝင်စေတော်မူပါဂျန်နတ်ရဲ့အစိပ်ပိုင်းပြုလုပ်ပေးတော်မူပါနော်ကီယာမတ်နေ့မှာစင်အင်းစစ်ဆေးခြင်းမခံရဘဲနဲ့ဂျန်နတ်ကိုရောက်စေတော်မူပါသူကလုံနေရအာခိရတ်နဲ့ပတ်သက်ပြီးလည်းပဲသူကလုံနေရနော်ဒါကြောင့်သူကတရက်ကိုဘယ်လောက်လုံမလဲလူတယောက်ကတရက်ကိုသူကတနာရီလုံတယ်ဆိုရင်လည်းပဲနေတယ်နှစ်နာရီလုံတယ်ဆိုရင်လည်းပဲအိတ်ထပ်ပိုလုံနိုင်ရင်ပို့ပြီးတော့ကောင်းလေးစားတဲ့မိတ်ဆွေနေနောက်များခင်များနော်ဒီတော့ဒူအာဆိုတာကသွားလာလုံနေလို့ရတဲ့အရာပဲနော်နမတ်ပြီးမှလက်ဖြန့်ပြီးတောင်းမှဒူအာဖြစ်တာမဟုတ်သွားရင်လာရင်နဲ့စိတ်ထဲကတောင်းနေတာတွေအားလုံးကလည်းပဲဒူအာပဲလေးစားတဲ့မိတ်ဆွေညီနောင်များခင်များနော်ဒူအာများလုပ်တဲ့အလိအကျင့်ကျွန်တော်တို့လုပ်ပါနော်ဒူအာဘလောက်များတောင်းလာမလဲအကျိုးနှစ်ခုရတစ်ခုကဘာလဲအလ္လာဟ်နဲ့ပူနီးစပ်လာအလ္လာဟ်နဲ့ပူပြီးတော့နီးစပ်လာအလ္လာဟ်ကဒီလိုအရှင်မန်လမ်ယက်အလီလာယဂတောဘအလိုင်နော်အလ္လာဟ်ကမတောင်းတဲ့သူကိုစိတ်ဆိုးတဲ့အရှင်အလ္လာဟ်ကတောင်းပါများလီပူချစ်တဲ့အရှင်နော်ဒီတော့အချိန်တိုင်းတောင်းရင်နဲ့သူနဲ့အလ္လာဟ်နဲ့ကြာမှာနော်နီးစပ်မှုဖြစ်သွားလိမ့်နော်နောက်တစ်ခုကဒူအာဘလောက်များတောင်းတယ်အဲ့ဒီလောက်နော်သူ့ရဲ့နော်ရှိမှကြုံရမယ့်အခြေအနေတိုင်းကအစဉ်ပြေမှုတွေလွယ်ကူမှုတွေများလာလိမ့်လေးစားတဲ့မိတ်ဆွေညီနောင်များခင်များနော်ဒူအာတောင်းပေးပါဒူအာများစွာကျွန်တော်တို့တောင်းပါနော်ဒီတိုင်းပဲကျွန်တော်တို့နော်ကိုယ့်အတွက်လေးကိုဒူအာတောင်းပါနော်တခြားသူတွေအတွက်လေးကျွန်တော်တို့ဒူအာတောင်းပေးပါနော်တခါကြရင်ဒီတော့ကိုယ့်အတွက်လေးကိုဒူအာတောင်းပါတခြားသူတွေအတွက်လေးဒူအာတောင်းပေးပါတချို့ရှိတယ်နော်ကျွန်တော်ကိုဒူအာတောင်းရင်ကိုယ့်အတွက်ပဲကိုတောင်းတယ်တခြားသူတွေအတွက်ကျွန်တော်တခါမှမတောင်းပေးဘူးတောင်းဖို့လည်းပဲအချိန်မရှိဘူးအဲ့ဒီလိုပြောတယ်မဟုတ်နော်ကိုယ့်အတွက်လေးကိုဒူအာတောင်းတခြားသူတွေအတွက်လေးပဲဒူအာတောင်းတခြားသူတွေဥမာဖြစ်နော်လမ်းမှာလူတစ်ယောက်နော်ကိုယ့်ရဲ့မျက်စိအရှိမှသူခလုတ်တိုက်သွားတယ်ပြုတ်ကျသွားတယ်နော်ကိုနဲ့သူနဲ့ဘာမှရင်းလည်းမရင်းနေဘူးတိလည်းမတိဘူးဆွေလည်းမတော်ဘူးမျိုးလည်းမတော်ဘူးနော်အဝေးကနေကိုတွေ့လေနော်ဒီတော့ကိုကတော့သူ့ကိုဘာမှသွားပြီးအနာမကပ်ပြီးတော့ကိုညီပေးလို့လည်းပဲမရဘူးမလုပ်ပေးနိုင်ဘူးဒါပေမဲ့စိတ်ကနေသွားပေးလိုက်ရလားနော်သူနော်ဘာမှမဖြစ်ပါစေနဲ့နော်သူဘာတန်ရာမှမရပါစေနဲ့အဝေးကနေသွားလို့ပေးလိုက်လေးစားတဲ့မိတ်ဆွေညီနောင်များခင်များနော်တခါကိုကကားစီးပြီးသွားနေတယ်နော်လူတယောက်ကနော်ဘတ်ကားစီးပြီးတော့သွားနေတယ်နော်ဘတ်ကားဘောကလူကိုလှမ်းမြင်လိုက်တယ်နော်သူကလုတ်ပေးလိုက်ရအလ္လာဟ်သူကိုလည်းပဲအလ္လာဟ်ကိုပိုင်ကားစီးနိုင်တဲ့တောဖစ်အလ္လာဟ်ချင်းမြတ်ပါကျွန်တော်ကားဝယ်ပေးလိုက်ရတော့မှမဟုတ်တာသူအတွက်ပတ်စံကုန်တာမှမဟုတ်တာသူအပေးလိုက်တာလေတခါကိုစားကောင်းတောက်ကောင်းစားရတယ်နော်သူကြည့်တဲ့အခါချုပ်တဲ့နေတယ်နော်ဒီတော့သူကကိုနဲ့ရင်းနှီးတီကျွမ်းတဲ့မိတ်ဆွေလည်းမဟုတ်နော်မျက်စိအရှိမှတွေးလိုက်ရသူအပေးလိုက်ရအလ္လာဟ်သူကိုလည်းပဲစားကောင်းတောက်ကောင်းနေအလ္လာဟ်ချင်းမြတ်ပါကိုချမ်းသာတယ်သူဆင်းရဲတယ်နောက်ဆုံးမရင်းနှီးမကျွမ်းဝင်တဲ့သူဖြစ်နေပါလေသူအတွက်လည်းသူကလုပ်ပေးလိုက်ရအလ္လာဟ်သူကိုလည်းပဲနော်ချမ်းသာကြွယ်ဝမှုအလ္လာဟ်ချင်းမြတ်ပါနောက်ဆုံးမွတ်စလင်မဟုတ်တဲ့သူဖြစ်နေပါသေးသူကိုလည်းပဲသူကလုပ်ပေးလိုက်
နော်ဒီလိုဒွါလုပ်ပေးတာပတ်စံကုန်တာမှမဟုတ်တာနော်သူ့ကိုကျွန်တော်ကားပိုင်ပါသေးဒွါလုပ်ပေးလို့ကျွန်တော်သူ့ကိုကားဝယ်ပေးစရာမလိုသူ့ကိုချမ်းသာပါသေးဒွါလုပ်ပေးရလို့သူ့ကိုကျွန်တော်ပတ်စံပေးစရာလည်းပဲမလိုသူ့ပေးမဲ့လည်းပဲတခြားသူတွေအတွက်ဘလောက်ဒွါလုပ်ပေးမလဲနော်အဲ့ဒီလောက်အဲ့ဒီလူကတခြားသူတွေအတွက်ဒွါတောင်းပေးတဲ့သူကမုစတဂျာဘူဒါဝါဖြစ်လာတယ်မုစတဂျာဘူဒါဝါဆိုတာဘာလဲသူဒွါတောင်းတိုင်းအမြဲကဘူလ်ဖြစ်တဲ့လက်ခံမှုရရှိတယ်နော်ဒီတော့တခြားသူအတွက်ဘလောက်ဒွါများများတောင်းပြီးလေအဲ့ဒီလူဒီအလတ်ထံတော်ပါမှာဒွါလက်ခံမှုဒွါအမြဲကဘူလ်ဖြစ်မှုရရှိတဲ့သူစိတ်ထဲမှာသူပါဝင်သွားတယ်နော်အဲ့ဒါအမှန်ပဲနော်ဒီနေ့ကျွန်တော်တို့မုစတဂျာဘူဒါဝါဖြစ်ခြင်းနဲ့ဒွါတောင်းတိုင်းကဘူလ်ဖြစ်ခြင်းနဲ့ဘာအမှန်လောက်ကမလဲဘာတဇမီပတ်ကမလဲနော်ကျွန်တော်တို့ဒီအမှန်လုပ်ပေးပါတခြားသူတွေအတွက်ဒွါလုပ်ပေးပါမျက်စိထဲမှာမြင်လာတဲ့သူအတိုင်းအတွက်ဒွါလုပ်ပေးပါနော်ဥမာဖြစ်နော်စီယုံတယုံသွားတယ်နော်လူနာတယောက်သွားကြည့်တယ်ကိုမိတ်ဆွေတိကျွမ်းတဲ့သူနော်အများကြီးဒီလိုလူတွေရှိတယ်နော်စီယုံသွားတယ်လူနာသွားကြည့်တယ်အေယာဒတ်သွားလုပ်တယ်နော်အေယာဒတ်လုပ်တယ်ဆွန်နတ်ပဲအင်တန်ဆဝပ်ရတဲ့ကိစ္စဒါပေမဲ့အေယာဒတ်ရဲ့မက်ဆတ်ကပါလေနှစ်ချက်တစ်ချက်ကပါလေနော်လူနာကိုအားပေးမယ်ဖြည့်သိပ်တစ်ချက်ကလူနာအတွက်သူအားပေးနော်ဒီနေ့အေယာဒတ်တော်လုပ်ပြီးတော့ဒွါမပေးပဲပြန်လာမိတာအများကြီးပဲဒွါမပေးပြီနော်ဒွါမပေးပြီနော်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်ဒွါတင်ပြီးထားအစအလုလ္လာဟ်အဇီမ်ရဘ်အလ်အရရှ်အဇီမ်အန်ယရှ်ဖီအကနော်လူနာတယောက်လူမမာတယောက်ကိုတွက်ကြည့်မယ်ဒီဒွါဘက်ကနော်သူ့အတွက်အန်ယရှ်ဖီအကအလ္လာဟ်ရှင်အသင်ကိုရှဖာပြီးတော့မူပါစေဒွါတောင်းပေးရနော်နောက်ဆုံးအာရဘီလိုမရဘူးဗမာလိုစိတ်ထဲကနေသူကတောင်းပေးမရအလ္လာသူအမြန်ဆုံးချမ်းသာသွားပါသည်သူအမြန်ဆုံးတတ်တာသွားပါသည်သူအမြန်ဆုံးကောင်းမွန်သွားပါသည်သူအမြန်ဆုံးစေယုံကနေစေးနိုင်ပါစေနော်ဒီတော့တကူတကလူနာတွားကြည့်တယ်စေယုံမှာအိမ်တေးမှာတွားပြီးလူနာတွားကြည့်တယ်သူမပြီးပဲနဲ့ကျွန်တော်ပြန်လာလိုက်သူမပြီးပဲနဲ့နော်ဒီတော့သူပြီးခဲ့ရနော်ဒီတော့ဥမာဖြစ်စေယုံတကူတွားတယ်နော်ကိုနဲ့တိကျွမ်းတဲ့သူကိုတွက်ကြည့်တယ်သူ့အတွက်ကျွန်တော်သူပြီးခဲ့ရင်နော်ဒီတိုင်းမဟုတ်ဘူးတဲ့သူ့အတွက်ကြီးပဲသူပြီးခဲ့တာမဟုတ်အဲ့ဒီစေယုံမှာရှိတဲ့ဂျန်တဲ့လူနာအကုန်လုံးအတွက်လည်းအလတ်စီမှာသူလုပ်ပေးလိုက်ရလာဒီစေယုံမှာတက်နေတဲ့စေကူတာမှုခံယူနေတဲ့လူတွေအားလုံးကိုလည်းအလတ်ရှဖာပြီးတော့မှုပါစေအမြန်ဆုံးချမ်းသာမှုအလတ်ပြီးတော့မှုပါစေသူတို့လည်းပဲအမြန်ဆုံးတတ်တာပြီးစေယုံကနေဆင်းနိုင်တဲ့တောက်ဖစ်အလတ်ချင်းမြတ်တော်မှုပါစေကျွန်တော်ဘာပင်ပန်းသွားဘာမှပင်လည်းမပင်မဘူးပတ်စံလည်းမကုန်ဒါပေမဲ့ဒီစေယုံမှာလူနာဘယ်နှရာတက်နေလဲ100လား200လား300လားအဲ့ဒီလူတွေအားလုံးအပေါ်မှာဒွါလို့ပေးလိုက်တယ်အလ္လာဟ်ကျွန်တော်ကိုဘလောက်ဆဝတ်တေးချင်းမြတ်လိုက်မလဲလေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာဒါကြောင့်လူတစ်ယောက်ကယူတတ်ရင်လလွေလေးနဲ့အများကြီးရနော်ယူတတ်ရင်လလွေလေးနဲ့အများကြီးရနော်ဒီတော့အဲ့ဒီလိုတခြားသူတွေအတွက်ဒွါလုပ်ပေးတာနော်အလတ်ဘန္ဒါတွေအလတ်မခလုတ်တွေအတွက်ဒွါလုပ်ပေးတဲ့သူအလ္လာဟ်ဘလောက်နှစ်သက်အဲ့ဒီဘန္ဒါကိုအလ္လာဟ်ဘလောက်နှစ်သက်နော်ဘလောက်ချစ်မလဲအလ္လာဟ်ရှမတ်တခင်အဲ့ဒီဘန္ဒါကိုလေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာနော်ဒီလိုလူကိုဆိုရင်အကုန်ချစ်တယ်အကုန်ခင်တယ်ဘလို့လူလဲသူကအမြဲတမ်းအများအချိုးကိုဖီကလုပ်နေတဲ့သူနော်အများအချိုးကိုသူတောကထားတဲ့သူကိုအကုန်သူကိုချစ်ကြတယ်လေးစားကြနော်ဒီလိုလူအချင်းချင်းတော့အလိုလူကိုဒီလောက်ချစ်တယ်လေးစားတယ်ဆိုရင်နော်အလ္လာဟ်ကအလ္လာဟ်မခလုတ်တွေအတွက်တောကထားသူအလုပ်ပေးတဲ့အလ္လာဟ်ဘန္တာကိုအလ္လာဟ်ဘလောက်တောင်မှချစ်မလဲလေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာဒါကြောင့်သူအားများမြောင်စွာတောင်းပါသူအားများမြောင်စွာတောင်းပါနော်ဒီတော့အချက်ဘယ်နှချက်ဖြစ်ပြီလဲနှစ်ချက်နံပါတ်1ကဘာလဲကိုမှရှိတဲ့ကိုစွမ်းဉာဏ်စွမ်းအင်အားရှိသလောက်နဲ့နော်ကိုကြိုးစားရမယ်နံပါတ်1နော်နံပါတ်2ကသူအားလောက်ကနော်အခုသူအားလေးလုံပြီးသွားပြီနော်နံပါတ်1ကျိုးလေးကြိုးစားပြီးသွားပြီနံပါတ်2သူအားလေးပဲပြီးသွားပြီနော်အဲ့ဒီလိုနဲ့အခုဘာဖြစ်လာပြီလဲဆိုတော့နော်အခြေအနေတစ်ခုဖြစ်ပြက်လာပြီအခြေအနေတစ်ခုဖြစ်ပြက်လာပြီနော်အဲ့တော့ဖြစ်ပြက်လာတဲ့အခြေအနေကကိုမျောလင့်ထားသလိုလည်းပဲဖြစ်ရင်ဖြစ်မယ်ကိုမျောလင့်ထားတဲ့ပုံစံမျိုးမဟုတ်တာလည်းပဲဖြစ်ရင်ဖြစ်လိမ့်ဖြစ်ပြက်လာတဲ့အခြေအနေကနော်အဲ့ဒီလိုအခြေအနေမျိုးကိုကကျိုးလဲကျိုးစားတယ်သူကလည်းပဲလုပ်တယ်ဒါပေမဲ့လက်တွေ့ဖြစ်ပြက်လာတာကကိုထင်သားသလိုလဲဟုတ်ရင်ဟုတ်
ကိုထင်ထားသလိုမဟုတ်တာလေးဖြစ်ရင်ဖြစ်လိမ့်ကိုသဘောထားနဲ့တိုက်ဆိုင်သလိုဖြစ်လာတာလေးဖြစ်ရင်ဖြစ်မယ်မတိုက်ဆိုင်တာလေးပဲဖြစ်ရင်ဖြစ်လိမ့်အဲ့ဒီအချိန်မျိုးမှာနံပါတ်3ဘာလို့မလဲနော်ရဒွာဘီလ်ကာဒွာနော်အလ္လာဟ်ဘာဆုံးဖြတ်လေအလ္လာဟ်ဘာဖိုက်ဆလာလုပ်လေအဲ့ဒီအပေါ်မှာဒါကိုကျင့်တတ်လိုက်မယ်အဲ့ဒီအပေါ်မှာဒါကိုကျင့်တတ်လိုက်နော်အခုကိုနံပါတ်1ကျူးစားတယ်နံပါတ်2ဒွါလုပ်တယ်နော်ဒွါလုပ်ပြီးတဲ့နောက်ကိုလူချင်းတဲ့အတိုင်းဖြစ်လာတယ်အလ်ဟမ်ဒူလ illah နော်ကိုလူချင်းတဲ့အတိုင်းမဖြစ်လာဘူးအဲ့ဒီအချိန်မှာနော်ဒီတော့ဘလို့ကျွန်တော်တို့တုတ်ပြန်မလဲဒါအလ္လာဟ်အလိုကြပဲနော်အလ္လာဟ်ရဲ့ဖိုက်ဆလာအလ္လာဟ်ရဲ့မန်ဇီအလ္လာဟ်ရဲ့အလိုကြအတိုင်းဖြစ်တာပဲငါဘာမှစောရကတက်စရာမရှိဘူးဆိုပြီးတော့ကျွန်တော်တို့ဂျင်းနှက်လိုက်မယ်နော်ဒီတော့အဲ့ဒီဟာကိုကျွန်တော်တို့လုပ်နော်ဒီတော့အဲ့ဒါကိုအလ္လာဟ်ရဲ့အလိုအပေါ်မှာကိုဂျင်းနှက်လိုက်တာနော်ဒါသိကြီးကျယ်တဲ့နော်အမတ်တရက်ပဲနော်ကျွန်တော်တို့ဒီနေ့အများကြီးကိစ္စတွေကျွန်တော်တို့ရဲ့ထွာလောက်ကြည့်တဲ့အုံနောက်နဲ့လိုက်မှမီတခါတခါကျွန်တော်တို့အုံနောက်ကျွန်တော်တို့မျက်လုံးကမြင်နေတာကအဆိုးဘက်ကိုသွားနေတာအဲ့ဒီသွားနေတဲ့အဆိုးဘက်ကအကောင်းဘက်ကိုနော်ပြန်ရောက်လာမဲ့အကြောင်းကံဖြစ်နေတာမျိုးလေးပဲအများကြီးရှိဥမာဖြစ်နော်ကျွန်တော်တို့ရဲ့အရှိမဒီလိုဝါကီယာတွေအများကြီးပဲနော်တမန်တော်မူဆာအလိုင်စလမ်ခလီလေးမွေးလာနော်အခုအလ္လာဟ်ရှင်ရဲ့တခင်ကမူဆာအလိုင်စလမ်ရဲ့မိခင်ကိုပြောတယ်နော်အဲ့ဒီခလီကိုတစ်တာတဲ့ထိပ်ပြီးရေထဲမျောလိုက်နော်ခလီကရေထဲမျောနေတယ်ဒါကနော်အမြင်အဖြစ်ကြည့်မယ်ဆိုရင်ဒါအချင်းလေးကောင်းနေတာလားမကောင်းနေတာအမြင်အဖြစ်ကြည့်မယ်ဆိုရင်ရေထဲမျောရင်နဲ့အဲ့ဒီတစ်တာကဘယ်နာမှာသွားပြီးတောင်းတင်တယ်ဖီရ်အောင်ကနန်းတော်ရဲ့အဆက်မှာသွားတင်တယ်အမြင်အဖြစ်ကြည့်မယ်ဆိုရင်ကောင်းလားမကောင်းလားအချင်းလေးမကောင်းလေငကိုတွေကဖီရ်အောင်ကနော်မြင်တာနဲ့တားယောက်ျားလေးဆိုအကုန်တတ်မယ်သူနော်ဒီလိုသူ့စီမှာဆိုင်မဲ့ရောက်သွားတယ်ဆိုတော့ဒါအချင်းလေးကောင်းတာလားမကောင်းတာလားအမြင်အဖြစ်ကြည့်ရင်မကောင်းနော်ပြီးတဲ့အခါမှာအဲ့ဒီတစ်တာကိုဘသူကကောက်လိုက်လဲဖီရ်အောင်ကနန်းတော်ကလူတွေကကောက်လိုက်နော်ကောက်ပြီးတော့ဖီရ်အောင်ရဲ့ဇနီးစီရောက်တယ်အဲ့ဒီကနေဖီရ်အောင်စီရောက်တယ်အချင်းလေးကောင်းလားမကောင်းဘူးလားအမြင်အဖြစ်ကြည့်ရင်မကောင်းသူပေမဲ့လည်းပဲအလ္လာဟ်ရှင်မတ်တခင်ကမူဆာအလိုင်စလမ်ရဲ့မိခင်ကိုဘာအမိရှိလေလာတခါဖီဝလာတဇနီလာတခါဖီအတိမမကြောက်နဲ့ဝလာတဇနီနော်အတိမစိုးရင်ပူပန်မှုမဖြစ်နဲ့ဆိုရကအဲ့ဒီနော်စိုးနေတဲ့အခြေအနေတွေကဒါကောင်းဖို့အတွက်အကြောင်းကံပဲဒီတော့အလ္လာဟ်ဘလို့အကြောင်းဖန်ပေးလိုက်လေနော်ဖီရ်အောင်ကဒီကလေးကိုမြင်တော့တတ်ချင်နော်ဖီရ်အောင်ကဇနီးကမတတ်ဖို့ဖြောင်းဖြနော်နောက်ဆုံးဖီရ်အောင်ကဇနီးစကားနားထောင်ပြီးမတတ်တော့ဘူးဆိုပြီးလှုပ်လိုက်အဲ့ဒီလိုနဲ့အဲ့ဒီကလေးကိုနန်းတော်မှာနှုတ်လိုက်တိုက်တယ်ဘယ်သူနှုတ်မှမတော့ကလေးကနှုတ်မတော့တဲ့ရက်တစ်ရက်နှစ်ရက်သုံးရက်ဖြစ်လာတော့နော်ဖီရ်အောင်ကဇနီးကိုနန်းတော်ဟာသူတွေအားလုံးကပူပန်လာကလေးကိုလည်းပဲအလ္လာဟ်ဒီလိုလှုပ်ပေးလိုက်တယ်မြင်နာနဲ့ချစ်ချင်စိတ်ဖြစ်သွားနော်ဒီတော့ခလေးလေးနိုးမတော့အားလုံးပူပန်ပြီးခလေးကိုနိုးတိုက်ပေးနိုင်မဲ့သူဘယ်မှာရှိမလဲအပြင်မှာလိုက်ရှာအဲ့ဒီလိုလိုက်ရှာတဲ့အခါအပြင်မှာဘသူကိုရသွားလဲမူဆာအလိုင်စလမ်ရဲ့မိခင်ကိုပဲပြန်ပြီးတော့ရသွားနော်ဒီတော့မူဆာအလိုင်စလမ်ရဲ့မိခင်အဲ့ဒီခလေးကိုနိုးတိုက်လိုက်တယ်ချက်ခလေးကချက်ချင်းနိုးတောက်သွားနော်အဲ့ဒီကနန်းတော်လူတွေအားလုံးကြည့်ပြီးဝမ်းသာကြဒါပေမဲ့နန်းတော်လူတွေမသိဘူးဒါအမေအရင်ပဲဆိုတာဟုတ်နော်နောက်ဆုံးနော်ဒီကလေးကိုနိုးတိုက်ဖို့ဆိုပြီးဘသူကိုတောင်းပေးလိုက်ရလဲဒီကလေးရဲ့အမေအရင်မူဆာအလိုင်စလမ်ကမိခင်ကိုပဲပြန်ပြီးတောင်းပေးလိုက်ရနော်တောင်းပြီးတဲ့နေရာမှာတော့မှရိုးပေးလိုက်ရတာမဟုတ်ဘူးနိုးတိုက်ဖို့ကလေးကိုအံ့ရင်းနဲ့နော်နိုးတိုက်ခအဖိုးခတွေပါထပ်ပြီးတော့မူဆာအလိုင်စလမ်ကမိခင်ရသွားတယ်အကေငကိုတုံးကကိုယ့်အိမ်မှာကိုကလေးနိုးတိုက်ရမယ်ဆိုရင်တော့ဘာမှရမှာမဟုတ်အခုအလ္လာဟ်ဒီလိုအကြောင်းဖန်ပေးလိုက်တဲ့ခလေးလေးပြန်ရတယ်ခလေးကိုနိုးတိုက်ပြီးတဲ့အဖိုးခပါထပ်ပြီးတော့ရတယ်ဒီလိုစိုးနေတဲ့အခြေအနေကဘာအတွက်အကြောင်းကံလဲကောင်းဖို့အတွက်အကြောင်းကံလေးစားတဲ့မေစီနီနောင်မြခင်များနော်ဒီတော့အဲ့ဒါကဘာလဲနော်အလ္လာဟ်ဘာဖိုက်ဆလာလုပ်လေအဲ့ဒါကိုကျင့်နှက်လိုက်နော်အလ္လာဟ်ရဲ့ဆုံးဖြတ်ချက်နော်အလ္လာဟ်ရဲ့အလိုကိုကျင့်နှက်လိုက်အဲ့ဒီအလိုမှာငါအတွက်အကောင်းရှိတယ်လို့ကျွန်တော်တို့မှတ်ယူလိုက်လေးစားတဲ့မေစီနီနောင်မြခင်များနော်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်
နော်ဟူဒိုင်ဘီယာစာချုပ်ချုပ်တစ်ဖက်သက်စာချုပ်မုရှရစ်တွေကအပေါ်စီးကနေစာချုပ်ကိုရေးတယ်တမန်တော်ဆလောဆမ်ရဲ့ဆွာဘာတွေကအောက်စီးကနေစာချုပ်ကိုနော်လက်မှတ်ထိုးပါတစ်ဖက်သက်စာချုပ်ကိုဖတ်ကြည့်လိုက်တော်တော်ကြက်သိမ်းထားတဲ့အတော်သာတွက်เสียနော်ဟိုမုရှရစ်တွေအပေါ်စီးကမက္ကာကိုတကူးတကအူမရာလုပ်ဖို့သွားတာပြီးမဝင်လို့ပြန်လှည့်လာရတယ်နော်တစ်ဖက်သက်စာချုပ်ကြီးမှာလက်မှတ်ထိုးခဲ့ရတယ်နော်ကြည့်လိုက်ရင်တော့အပေါ်ရအမြင်မှာဒါပါလေအခြေအနေမကောင်းတာနော်သူ့ပြင်လည်းပဲအလ္လာဟ်ကအဲ့ဒီအချိန်မှာပဲဆူရာဖတ်ဟ်ကိုချပေးတယ်အင်နာဖတ်ဟ်နာလကဖတ်ဟ်မူဘီနာအင်တန်ထင်ရှားပွင့်လင်းတဲ့အောင်မြင်မှုဆိုပြီးအလ္လာဟ်ရှင်အမိရှိတော့ဆွာဘာတွေသဘောမပေါက်သူ့ပြင်မဲ့အဲ့ဒီဟူဒိုင်ဘီယာစာချုပ်ရဲ့အကြောင်းကံနဲ့ပဲတဲ့နော်တမန်တော်ဆလောဆမ်မက္ကာကိုပြန်ပြီးအောင်နိုင်ဖို့အတွက်အကြောင်းဖန်လာတယ်မက္ကာကိုပြန်အောင်နိုင်သွားတယ်နော်မုရှရစ်တွေအားလုံးကိုတမန်တော်အောင်နိုင်ပြီးတော့နော်မက္ကာတစ်ခုလုံးလည်းပဲအီမန်ရှင်ပြန်ပြီးတော့ဖြစ်သွားတယ်ဒီတော့နော်ဒီတော့ထွက်လာတဲ့ရလက်ကကိုထင်ထားတာနဲ့မကိုက်ရင်လည်းပဲနော်ဒါဒီအလ္လာဟ်ရဲ့အလိုအလ္လာဟ်ရဲ့ဆုံးဖြတ်ချက်အဲ့ဒီမှာငါအတွက်အကောင်းရှိတယ်လို့မှတ်ယူလိုက်အင်ရှာအလ္လာဟ်ကျွန်တော်ဘယ်တော့မှစိတ်မစင်းရရဘယ်တော့မှစိတ်မစင်းရရလေးစားတယ်မိစီနော်များခင်ဗျာနော်ကျွန်တော်တို့အဲ့ဒီလိုအမှန်လုပ်ကြည့်ပါနော်နံပါတ်1ကိုနိုင်တဲ့လောက်ကြိုးစားနံပါတ်2ဒွါတောင်းနံပါတ်3ဘာရလက်ထွက်လာလေအဲ့ဒီရလက်ကိုလူကျင်နာနဲ့ကိုက်ညီတယ်အလ်ဟမ်ဒူလ illah မကိုက်ညီဘူးပြဿနာမရှိဘူးဒါအလ္လာဟ်ရဲ့အလိုအလ္လာဟ်အလိုမှာငါဘာမှစောရကတက်စရာမရှိဘူးအလ္လာဟ်အလိုကိုငါချိန်နှက်ပြီးသားအလ္လာဟ်ရဲ့အလိုမှာငါအတွက်အကောင်းမုတ်ချရှိကိုရှိဥမာရှိနော်တခါကြာရင်ကိုကနော်ဆိုင်တော့ဖွင့်တာနည်းနည်းနောက်ကျသွားတယ်နော်ဆိုင်မှာလာဝင်မဲ့ကြက်အကြီးကြီးတယောက်လွတ်သွားတယ်နော်ဒီတော့အဲ့ဒီနေ့တနေကုန်ရင်ထုမှန်တာဖြစ်နေမလားမဖြစ်ဘူးနော်ဒါကအလ္လာဟ်ရဲ့အလိုပဲနော်ဒါအလ္လာဟ်ရဲ့စံတတ်မှုအလ္လာဟ်ရဲ့အလိုအလ္လာဟ်ရဲ့စီမံမှုပဲအဲ့ဒီမှာငါအတွက်အကောင်းမုတ်ချရှိကိုရှိတယ်နော်ဒီတော့ဒီလိုဒီမှာတခုခုဘာအကြောင်းရှိလို့အလ္လာဟ်ဖေလိုက်တာလေမသိဘူးနော်အလ္လာဟ်ဖေလိုက်တာဒါအကောင်းရှိလို့ပဲကျွန်တော်တို့အဲ့ဒီလိုမှတ်ယူလိုက်လေးစားအတမိတ်စီညီနောင်များခင်များဒီလိုကိစ္စတိုင်းကိုလူချင်းတဲ့ပုံစံအတိုင်းမဖြစ်လာတာဘာမှပြဿနာမရှိဘူးဒါအလ္လာဟ်ရဲ့အလိုအတိုင်းဖြစ်သွားတာဟာဒစ်ဇွန်နူန်မစ္စရီရဟ်မတ်တူလာအလိုင်လူတယောက်ကမေးတယ်နော်သူတော်စင်ကြီးအချင်းနေဘလို့လဲနော်ဒီတော့ဒီသူတော်စင်ကပြန်ပြီးအဖြေပြေးတယ်ငါရဲ့အချင်းလေးကိုမေးနေတယ်နော်ငါရဲ့နော်အချင်းလေးကိုမေးရသေးတယ်လို့ကွာနော်ငါရဲ့အချင်းလေးကဘရောမှငါသဘောအတိုင်းငါသွားတာမဟုတ်နော်ဒီလိုဒီလူကထပ်ပြီးမိတယ်ဆရာကြီးဒါဘာလို့ဆိုလို့လားဆရာကြီးကဘာပြောလဲဆိုတော့ငါကအမြဲတမ်းအလ္လာဟ်ရဲ့အလိုကိုငါအလိုလို့ငါသတ်မှတ်ပြီးသားနော်အလ္လာဟ်ရဲ့အလိုတိုင်းမှာဒါငါရဲ့ငါကြည်နဲ့တယ်အလ္လာဟ်အလိုတိုင်းကိုဒါငါရဲ့အလိုလို့ငါသတ်မှတ်ပြီးငါရဲ့အလ္လာဟ်ရဲ့အလိုတိုင်းအလ္လာဟ်ရဲ့မရဇီတိုင်းကနော်ငါရဲ့မရဇီငါရဲ့အလိုလို့ငါလုံးဝယူဆပြီးသားဆိုတော့ကနော်တခုခုဖြစ်လာတယ်နော်အဲ့ဒီဖြစ်လာတဲ့ဥစ္စာကကိုထင်ထားသလိုမဟုတ်ရင်လည်းပဲဒါပြဿနာမရှိဘူးဒါအလ္လာဟ်ရဲ့အလိုအလ္လာဟ်ရဲ့အလိုကငါအကြိုက်ပဲနော်အလ္လာဟ်ပြည့်စုံလိုက်တာငါအကြိုက်ပဲနော်ဆိုတာကနော်ဒီနေ့ကိုမှန်းထားတာကဆိုင်မှာ9သိန်းဖို့ရောင်းရနော်သူ့ပေမဲ့လည်းပဲကိုက2သိန်းဖို့ပဲရောင်းလိုက်ရတယ်ပြဿနာမရှိဘူး2သိန်းဖို့ရောင်းစီတာဒါအလ္လာဟ်ဘက်ကနော်အလ္လာဟ်ငါကို2သိန်းဝင်စီတာဒါအလ္လာဟ်စီမံနော်အဲ့ဒီအလ္လာဟ်ဝင်စီလိုက်တဲ့2သိန်းကပျော်ကြီးယူမယ်ဒါငါအလိုငါနော်ဒါငါအလိုလည်းအဲ့ဒီတိုင်းပဲငါကိုဒီအချိန်မှာအလ္လာဟ်အလိုကိုစန့်ကျင်ပြီး9သိန်းပေးမယ်ဆိုလည်းငါမလိုချင်ဘူးအလ္လာဟ်ပြီးတဲ့လောက်ကငါအတွက်နော်အကျိုးပဲငါအတွက်အဲ့ဒါကြီးနှံ့မှုပဲလေးစားအတယ်မိစီဒီနောက်များခင်များနော်ဒီတော့အလ္လာဟ်ရဲ့အလိုတိုင်းအလ္လာဟ်ရဲ့ဆုံးဖြတ်ချက်တိုင်းကိုပျော်ကြီးကြည်နပ်လိုက်လက်ခံလိုက်နော်အဲ့ဒီမှာမုတ်ချကျွန်တော်တို့အတွက်အကောင်းရှိတယ်နော်ဒုနီယာမှာဘလူလူတွေစိတ်ဆင်းရဲနေရလေကျွန်တော်တို့ကြည်ဒီလိုလူတွေသူတို့ကအလ္လာဟ်အလိုကိုမကျေနပ်နိုင်တဲ့သူတွေနော်စိတ်ဆင်းရဲနေရတဲ့သူတိုင်းပူပန်နေရတဲ့သူတိုင်းကိုလိုက်ကြည့်သူတို့အလ္လာဟ်အလိုကိုမကျေနပ်နိုင်တဲ့သူတွေအလ္လာဟ်အလိုပေါ်မှာအမြဲတမ်းကျေနပ်တဲ့သူတယောက်ကသူ့ရဲ့ဘဝမှာစိတ်ဆင်းရဲစရာဆိုတာဘရောမှရှိမှာမဟုတ်လေးစားအတယ်မိတ်ဆွေညီနောင်များခင်များနော်ဒီတော့ဒီချက်3ချက်ပဲနော်နံပါတ်1ကကိုမှနော်ရှိတဲ့အစွမ်းအစကိုမှရှိတဲ့အင်အားရှိတဲ့လောက်ကိုကြိုးစား
နံပါတ်2ကကိုနော်ဒွါလုံးမယ်နံပါတ်3ကနော်အဲ့ဒီအပေါ်မှာဘာရလက်ထွက်လာတဲ့ရလက်ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေအဲ့ဒါကိုကြည်ကြည်နက်နက်ကြည်ကြည်ပြူပြူလက်ခံလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘဝမှာဘာမှစိတ်ဆင်းရဲစရာမရှိတော့လေးစားတယ်မစီညီနောင်များခင်ဗျာဒီတိုင်းလေးကျွန်တော်တို့နော်အချင်းလေးတိုင်းကဘရောမှကိုယ့်အလိုချဖြစ်မှာမဟုတ်နော်ကိုယ့်အလိုချဖြစ်ရေးတာအဓိကဆိုရင်အမြဲတမ်းဘဝကြီးကပူလောင်နေလိမ့်နေ့ရက်တိုင်းကပူလောင်နေလိမ့်နော်ဒီနေ့ဟာဘာလို့ဒီနေ့တချို့လူတွေရှိတယ်အမြင့်တိုးတာထွက်နော်အမြင့်သူတို့ညီးတွားတယ်ဘာလို့လဲနေလိုက်သူတို့ကနော်သူတို့အလိုမကျတဲ့အခါကျတော့သူတို့ပူလောင်နေရတယ်တိုးတာထွက်နေရနော်ဒီတော့နေတိုင်းကအလိုကျဖြစ်ရမယ်လို့ခံယူထားတာကအဲ့ဒါသူ့ရဲ့အမှားပဲဘာဖြစ်လို့လဲသူကခိုးသားမမဟုတ်တာသူမှန်သားလေနော်အမြဲတမ်းကိုယ်အလိုကျပဲဖြစ်ရမယ်ဆိုတာကဒါကိုယ်သားပဲကြွေးကြော်ခွင့်ရှိတယ်ဘန္တာကြွေးကြော်ခွင့်မရှိနော်ငါဖြစ်ချင်တဲ့အတိုင်းအမြဲဖြစ်ရမယ်လို့နော်ဒီစကားကအလာပဲကြွေးကြော်ခွင့်ရှိတယ်ကျွန်တော်တို့ဘန္တာမှာအဲ့ဒီအရေးချင်းအလာမပေးထားဒီတော့အမြဲတမ်းငါအလိုပဲငါဆန္ဒအတိုင်းဖြစ်ကမယ်လို့ကျွန်တော်တို့မှတ်ယူလို့မရဘူးနော်ကျွန်တော်တို့မှတ်ယူရမှာပါလေနော်အလတ်ဘက်ကဘလို့ဖြစ်စေလိုက်လေအဲ့ဒီအပေါ်မှာငါကြည်ပြူတယ်ဂျင်းနဲ့တဲ့အဲ့ဒီလိုမှတ်ယူလိုက်အဲ့ဒီလိုမဟုတ်ဘဲနဲ့လုံးဝ zit နဲ့ငါအလိုတိုင်းဖြစ်ကမယ်ငါဆန္ဒအတိုင်းဖြစ်ကငါအလိုနဲ့မကန့်ရင်ငါနည်းနည်းမှလက်မခံနိုင်ဘူးဆိုရင်ဘဝမှာအမြဲပူလောင်နေရနော်အမြဲဒုက္ခနော်ဒေါသတွေထွက်နေမယ်အမြဲစိတ်ဆိုးမှန်ဆိုးတွေဖြစ်နေလိမ့်အဲ့ဒီလိုမဟုတ်ဘဲနဲ့နော်အချိန်တစ်ခုကြုံရတယ်နော်ကိုယ်သဘောထားနဲ့မတိုက်ဆိုင်နော်ဒီတော့နော်ဘလို့မဆိုတာအလားပါအကောင်းရှိလဲမသိနော်အကောင်းရှိဖို့ဒီလိုဖြစ်စီလိုက်တာပါပဲနော်အဲ့ဒီလိုပဲမှတ်ယူလိုက်နော်ဒီတိုင်းပဲအလတ်အလိုအလတ်ရဲ့မန်ရှာနော်အလတ်ရဲ့ကျင့်တတ်မှုအလတ်ရဲ့အလိုအတိုင်းကလိုက်ပြီးတော့နော်ကျင့်တတ်မယ်နော်အလတ်ဘလို့ဆုံးဖြတ်လဲအဲ့ဒီအပေါ်မှာကြည်ကြည်ပြူပြူပဲနော်အဲ့ဒီလိုကျွန်တော်တို့မှတ်ယူလိုက်ကျွန်တော်တို့မှတ်ထားပါဒုနီယာမှာအလတ်ရဲ့နော်အလူတွေကိုကျွန်တော်တို့ဘလောက်ကျွန်တော်တို့ကြည်ပြူခဲ့လေကျင့်တတ်ခဲ့လေအလတ်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာဘလောက်ကျွန်တော်တို့နော်ကြည်ကြည်ပြူပြူလက်ခံခဲ့လေနောက်ခံကီယာမတ်နေ့မှာလည်းပဲကျွန်တော်တို့ရဲ့အမလ်ယွန်းနေယူရွေးနေတဲ့အမလ်တွေကိုအလတ်ကြည်ကြည်ပြူပြူလက်ခံပေးလိုက်လိမ့်မယ်လေးစားအတဲမီစီနီနောင်များခင်များနော်ကျွန်တော်တို့နောက်ခံကီယာမတ်နေ့အလတ်အရှိရောက်တဲ့အခါမှာနော်အလတ်အရှိကိုယူသွားတာကအင်မတန်ပို့တီပို့ပြဖတ်ခဲ့တဲ့နမတ်တေနော်ikhlas မပါတဲ့အလှူဒါနတွေနော်မှန်မှန်ကန်နဲ့နော်အီဘာဒတ်တွေကိုယူသွားပြီးတော့အလ္လာဟ်ရဲ့ကျွန်တော်ဒါလေးလက်ခံပေးပါအလ္လာဟ်မရှိလိမ့်မယ်ဟေးမင်းဒုနီယာမှာငါမင်းနဲ့ပတ်သက်ပြီးဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကိုမင်းအမြဲညီးတွားစောရကတက်တယ်အခုကျမှအလ္လာဟ်ရဲ့လက်ခံပေးပါမင်းမပြောနဲ့မင်းရဲ့ယူလာတဲ့အမလ်ကိုလည်းပဲငါလက်မခံနိုင်ဘူးဘာကြောင့်လဲဒုနီယာမှာငါပြီးတဲ့နော်ငါရဲ့ချင်းမြမှုတွေငါရဲ့ပြီးကမ်းမှုတွေငါရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာအမြင့်မြင့်စောရကတက်ခဲ့တဲ့သူလေးစားအတဲမိတ်ဆွေညီနောင်များခင်များဒါကြောင့်မလို့ကျွန်တော်တို့သူတော်စင်တွေကကျွန်တော်တို့ကိုသင်ပေးတယ်ဘာသူဟာသင်ပေးလေနော်အချင်းလေးတစ်ခုကိုနဲ့မတိုက်ဆိုင်ဘူးအလတ်စီမှာသူဟာလို့ရအလားဒီအချင်းလေးကျွန်တော်နဲ့သဘောထားမတိုက်ဆိုင်နေမယ်လေအလတ်ဆုံးဖြတ်ချက်ကျွန်တော်ကြည်ကြည်နက်နက်ကြီးပြူပြူကြီးကျွန်တော်လက်ခံပါတယ်ကျွန်တော်ဘာမှမကြီးတော့မညှိတော့အလ္လာဟ်လေးပဲနတ်ဖန်ကီယာမတ်တေမှာကျွန်တော်ရဲ့ယုံနေယူရွေးနေတဲ့အမလ်တွေအပေါ်မှာအလ္လာဟ်ရှင်မတ်တခင်လက်ခံတော်မူပေးပါလေးစားတဲ့မိတ်ဆွေညီနောင်များခင်များနော်ကျွန်တော်တို့အလ္လာဟ်ရဲ့ဆုံးဖြတ်ချက်တွေကိုဘလောက်မြန်ဆန်ဆန်ဘလောက်ကြည်ကြည်ပြူပြူကျွန်တော်တို့ကျင့်တဲ့လက်ခံမလဲအလ္လာဟ်လေးပဲနတ်ဖန်ကီယာမတ်နေ့မှာကျွန်တော်တို့ရဲ့အမလ်တွေနော်မကောင်းနေရင်လည်းပဲအလ္လာဟ်ကျွန်တော်တို့ကိုနော်မြန်ဆန်ဆန်အလ္လာဟ်ကျင့်တဲ့လက်ခံတော်မူလိုက်လိမ့်မယ်လေးစားတဲ့မိတ်ဆွေညီနောင်များခင်များနော်ဒီတော့ကျွန်တော်တို့ဒုနီယာမှာနော်ဘဝတတန်းမှာနော်အင်မတန်တူတောင်းတဲ့ဘဝတတန်းနော်အင်မတန်တူတောင်းတဲ့ဘဝတတန်းဒီတော့ဒီတူတောင်းတဲ့ဘဝတတန်းမှာအီဘာဒတ်တီကောင်းစွာလုပ်နိုင်ဖို့ဘာလို့အပ်လဲနော်နှလုံးသားထဲမှာအဲ့ဒီပူလောင်မှုတွေလောဘတွေလူရင်းဆန္ဒမပြေဝမှုတွေကိုဖယ်ရှားဖို့လိုအပ်နော်လူတယောက်ကပူလောင်နေတယ်ဟာဒါဘာလို့မဖြစ်ရတာလဲဒါဘာလို့မဖြစ်ရတာလဲအဲ့ဒီလူအီဘာဒတ်မှာလုံးဝအာရုံမရှိနော်အီဘာဒတ်တဲ့စိတ်နှစ်လို့ကိုမရနော်အီဘာဒတ်ထဲမှာအချိန်ပေးဖို့ကိုနော်သူအစဉ်သင့်မဖြစ်နိုင်ဘာလို့လဲသူ့ရင်ထဲမှာနော်အယံကိုယမတ်တွေဆန္ဒတွေကများနေတာကိုနော်အဲ့ဒါတွေကိုဖျောက်လိုက်အဲ့ဒါတွေကိုရှော့ချလိုက်အလိုလိုနေအီဘာဒတ်ထဲမှာအချိန်ပေးလာနိုင်လိမ့်နော်ဒီတော့နော်ကျွန်တော်တို့ပလီထဲမှာကြာကြာထိုင်နိုင်တယ်
နော်ဒင်းကအလုတ်သာသနာရဲ့အလုတ်တွေမှာအချိန်ပေးနိုင်တယ်ဆိုတာကသူ့ရင်ထဲမှာအဲ့ဒါတွေနေမှသူအချိန်ပေးနိုင်ပါနော်ရင်ထဲမှာရမတ်တွေကများနေတယ်အလိုမကျမှုတွေကများနေတယ်ဆိုလို့ရှိရင်နော်သူနော်သာသနာရဲ့အလုတ်တွေမှာအဘာသက်ထဲမှာအချိန်မပေးနိုင်နော်သူခဏထိုင်ပြီးသွားတာနဲ့သူပြန်ပြေးဖို့ပဲသူစဉ်းစားနေလိမ့်လိစာအတဲမစီရင်တော့များခင်များဘာကြောင့်လဲသူစီမှာအလိုမကျမှုတွေများနေတာကိုနော်ဒါကြောင့်ကျွန်တော်တို့အင်မတန်တူတောင်းတဲ့ဘဝတက်တန်းပါနော်ကျွန်တော်တို့အလတ်ရဲ့ဆုံးဖြတ်ချက်တိုင်းကိုကျင့်နှံ့လိုက်ကျွန်တော်တို့ရဲ့ဘဝကြီးကစိတ်ချမ်းသာစရာတွေနဲ့ပြည့်နှံ့သွားလိမ့်နော်ကျွန်တော်တို့နော်ဒီအမန်ကိုလုပ်ကြည့်မယ်ဆိုရင်တခါကျွန်တော်တို့အချိန်ချင်းဒီလိုခံစားရအော်ကျန်ဟိုတခါတော့ငါအစီမပြေနော်ငါရဲ့အလိုနဲ့မတိုက်ဆိုင်ခဲ့တဲ့ကိစ္စချက်နော်ငါအဲ့ဒီတော့ငါမထင်ခဲ့ဘူးဒါကငါတို့အကောင်းဖြစ်ဖို့ရှိတယ်ဆိုတာနော်အခုပြန်ပြီးတွေးတဲ့အခါအိုးဒီလိုဖြစ်သွားတာဒါအကောင်းပါလားကျွန်တော်တို့အချိန်ချင်းအဲ့ဒီလိုပြန်တွေးမိလိုက်နော်အချိန်ချင်းအဲ့ဒီလိုပြန်တွေးမိလိုက်လေးစားတယ်မိတ်ဆွေညီနောင်များခင်ဗျာနော်အာရဗ်ကဆော်ဒီကသတင်းစာတစ်စောင်မှာဖြစ်ရတစ်ခုရေးထားတယ်တဲ့ကျွန်တော်အပါပြောပြနော်တရက်ဘာဖြစ်လဲဆိုတော့ခလေးကနော်မနက်ဆိုရင်ကျောင်းကဖေရီကလာခေါ်တယ်ပြီးတော့ကျောင်းကဖေရီကလာခေါ်တယ်မနက်တိုင်းနော်ဒီတော့ဖေရီကလာခေါ်တဲ့အခါကျတော့နော်မနက်တိုင်းအဲ့ဒီဖေရီနဲ့ကျောင်းသွားတယ်တရက်ဘာဖြစ်လဲဆိုတော့ခလေးကျောင်းသွားဖို့အတွက်အိမ်မှာအစင်းသင်းလုပ်ပြီးစောင့်နေတယ်ကျောင်းချိန်ကြော်သွားပြီးဖေရီကမရောက်လာနော်ဒီတော့တော်ဒိုးသားထွက်တာမိဘဖြစ်တဲ့သူကဟာဒီဖေရီကားကကွာအိမ်ကလည်းဖြစ်ချင်တော့တော်တော်အရေးကြီးတယ်ရက်စာမီးပွဲရက်နော်စာမီးပွဲရက်မှာဒီဖေရီကကွာအချိန်မှန်လားမကောဘူးဒီဖေရီမလာရကောင်းလားဆိုပြီးမိဘကတော်စိတ်ဆိုးတာနော်အဲ့ဒီလိုနဲ့ဖေရီကိုဖုန်းခေါ်တယ်ဖုန်းမရဘူးမကန်ဘူးပို့တော့တာထွက်တာပို့စိတ်ဆိုးတာနော်အဲ့ဒီလိုနဲ့ကျောင်းကိုဆက်သွယ်တဲ့အခါကျတော့ဘာသတင်းရလဲဆိုတော့နော်ခလီကိုအမြဲကြူနေကြအဲ့ဒီဖေရီကားကအက်ဆီဒန့်ဖြစ်သွားတယ်နော်အက်ဆီဒန့်ဖြစ်သွားပြီးတော့အဲ့ဒီမှာပါတဲ့အများကြီးခလီတွေကွယ်လွန်သွားကြတယ်တန်ရာတွေရကုန်ကြတယ်နော်ဒီတော့အဲ့ဒီအချိန်ကြတော့မှနော်သူအလ်ဟမ်ဒူလ illah ဖတ်တယ်အော်တော်သေးတယ်ငါခလီတော်သေးတယ်ဒီနေ့အဲ့ဒီဖေရီကားနဲ့မလိုက်ပြတ်သွားတာနော်ဒီတော့အချောင်းကဘလို့ဖန်သွားလဲဆိုတော့ဖေရီကလည်းလာတယ်နော်အဲ့ဒီနေ့ဖေရီကချန်ပီယံကနေဘေးတီးတယ်နော်ဘေးလကပြတ်နေတော့အထဲကတယောက်မှမကြတော့မထွက်လာဘူးနော်မထွက်လာတော့ဖေရီကဘာတင်လဲအော်ဒီနေ့ကျောင်းမသွားခြင်းလို့နော်မထွက်လာတာပဲဆိုပြီးတော့မကြိုဘဲနဲ့သွားလိုက်တယ်အမှန်တကယ်အထဲမှာကလေးကစောင့်နေတယ်နော်အချောင်းကအဲ့ဒီလိုဖြစ်သွားတာနော်နောက်ဆုံးအဲ့ဒီကလေးအဲ့ဒီကားနဲ့မပါသွားဘူးဒီအက်ဆီဒန့်ကနေလွတ်သွားတယ်ဆိုတော့ကတခါကြာရင်ကိုကတော့ဟိုအပေါ်ရအမြင်ကိုကြည့်ပြီးဒေါသထွက်เสียစိတ်ဆိုးเสียလို့ထင်မိမဲ့အဲ့ဒီမှာအလဘက်ကအကောင်းရှိနေတယ်ဒါအကောင်းဖြစ်စေဖို့နော်တခါကြာရင်အဲ့ဒီအကောင်းဖြစ်စေလိုက်တယ်ဆိုတာနော်နေချင်းညချင်းချက်ချင်းသိရတာမျိုးလည်းရှိတခါကြာရင်နှစ်ရှည်လများကြာပြီးမှသိရတာမျိုးလည်းပဲရှိတယ်ဥမာဖြစ်တမန်တော်ကြီးဆလောက်ဆမ်ဟူဒိုင်ဘီယာနေပြန်လာနေတယ်နော်ဆွာဘာရီကြည်ကွေးပြီးပြန်လာနေတာသူပေမဲ့အဲ့ဒီပြန်လာခြင်းကအကောင်းဖြစ်ဖို့ဆိုတာကနော်မကာကိုပြန်အောင်နိုင်ဖို့အကြောင်းကံဖြစ်သွားတယ်ဆိုတာနော်အနည်းဆုံးအိတ်ချာမှာ3နှစ်လောက်တော့ကြာခဲ့နော်ဒီတော့တခါနှစ်နဲ့ချီပြီးစောင့်ရတာမျိုးလည်းရှိတခါကာလရှည်ကြီးစောင့်ရတာမျိုးလည်းရှိဥမာအဖြစ်တမန်တော်ယူဆုဖ်အလိုင်စလမ်နော်9နှစ်သားအရွယ်လေးမှာရည်သွေးနဲ့ပြစ်ချခံရနော်ဒီလိုရည်သွေးနဲ့ပြစ်ချခံရတာအပေါ်ရအမြင်နဲ့ကြည့်လိုက်တော့ဒါတော်တော်ဆူရွာတဲ့ကိစ္စနော်ခလေးငယ်လေးရည်သွေးနဲ့ပြစ်ချခံရတယ်သူပေမဲ့လည်းပဲအလရှိမတ်တကင်ကနော်ဒါကိုအကြောင်းခံပြီးယူဆုဖ်အလိုင်စလမ်ကိုမစ္စရကိုရောက်စေနော်ဒါကိုအကြောင်းခံပြီးနော်အဲ့ဒီလိုနဲ့မစ္စရမှာကြီးပြင်းစေတယ်နော်မစ္စရမှာပဲယူဆုဖ်အလိုင်စလမ်နော်မတရားဆွဲခံရတယ်နော်ယူဆုဖ်အလိုင်စလမ်ထောင်ကျသွားတယ်အကျဉ်းကျသွားတယ်ပြီးတဲ့အခါမှာယူဆုဖ်အလိုင်စလမ်ကမှန်ကန်မှုပြန်ပြီးပေါ်ပေါက်လာတယ်ယူဆုဖ်အလိုင်စလမ်ကိုဘယင်ကနော်လွတ်မြောက်မှုပေးပြီးအင်တန်ကြီးတဲ့တိုင်းပြည်ရဲ့ယာဒူကြီးကိုပေးလိုက်တယ်နော်ယူဆုဖ်အလိုင်စလမ်ကိုအလ္လာဟ်ဘက်ကနေနဘူဝတ်လေးပဲချင်းမြင့်လိုက်တယ်နော်ဒီတော့ဒါဖြစ်လာဖို့အတွက်ယူဆုဖ်အလိုင်စလမ်နှစ်ပေါင်း40လောက်ဆောင်းခဲ့ရတယ်နှစ်ပေါင်း30ကျော်40လောက်ဆောင်းခဲ့ရနော်ဆိုရကတခါကြာရင်နော်ဖြစ်သွားတဲ့အဆိုးကအကောင်းဖြစ်ဖို့အကြောင်းက
ဒါပေမဲ့အကောင်းမဖြစ်ခင်ကြားမှာနှစ်ပေါင်းများစွာစောင့်ရတာမျိုးလည်းပဲရှိနိုင်တယ်ဒီအတွက်လောကမှာဝေဖန်မစိုးရနော်ချက်ချင်းကြီးအခြေအနေတစ်ခုအပေါ်မှာမဝေဖန်လိုက်နဲ့ချက်ချင်းကြီးနော်အဲ့ဒီထဲမှာဘာအကောင်းနေအလတ်ပတ်ကနေမြုပ်တာလဲဆိုတာကျွန်တော်တို့မသိနိုင်နော်ဘလောက်တောင်မှနော်အကောင်းနေရှိနေလဲဆိုတာကျွန်တော်တို့မသိနိုင်အဲ့ဒီအတွက်ဝေဖန်တာမစိုးစေနဲ့နော်ဘာကြောင့်လဲနော်အလတ်စီမန်းနေတာနော်အင်တန်ကြီးကျယ်တဲ့အရှင်အလတ်အရှင်စီမန်းနေတာကျွန်တော်တို့ရဲ့တောင်းဝန်ကအလတ်ရဲ့အလတ်ပြီးထားတဲ့တောင်းဝန်တွေကိုကြည်အောင်လုပ်အဲ့ဒါကျွန်တော်တို့တောင်းဝန်နော်အလတ်ပြီးထားတဲ့တောင်းဝန်ကိုကြည်နေတဲ့ဘန္တာကိုအလတ်နဲ့နာအောင်ဘရောမှမလုပ်အလတ်နဲ့နာအောင်ဘရောမှမလုပ်နော်ကိုအလတ်တောင်းဝန်ကြည်နေတယ်ဆိုရင်ကိုအလတ်ဘရောမှနစ်နာအောင်မလုပ်အဲ့ဒါကတော့သိကြနော်ကိုစိုးရင်ရမှာငါဂုဏဒီကြောင့်မြန်ငါကိုအလတ်အေးယူတာမျိုးဖြစ်သွားမလားဒါကိုပဲစိုးရင်ရနော်ဂုဏဒီမလုပ်ဘူးအလတ်ပေးတဲ့တောင်းကိုကြည်နေတယ်ဆိုရင်မကူနဲ့အလတ်ကျွန်တော်တို့ကိုဘရောမှနစ်နာဆုံးရှုံးစီမှာမဟုတ်လေးစားတဲ့မိစီညီနောင်များခင်များဒီလိုမြင်လိုက်ရတဲ့အခြေအနေဇိုးကလည်းကျွန်တော်တို့အတွက်အကောင်းဖြစ်ဖို့အတွက်အချောင်းကံပဲနော်ဒီအတွက်ကြောင့်မလို့နော်ဘဝတတန်းမှာဒီအချက်၃ချက်ကိုကျွန်တော်တို့လက်ကင်ထားနော်တိတ်ကိုကျွန်တော်တို့နော်ဒီချက်၃ချက်အပေါ်မှာလက်ကင်ကျင့်သုံးဖို့အရေးကြီးတယ်လိုအပ်တယ်အင်ရှာလာကျွန်တော်ရဲ့ဘဝတတန်းနဲ့အင်တမကိုပဲဖြောင်းဖြူးသွားဒုနီယာမှာနေရမယ့်ကျန်တဲ့တတန်းတူလေးစိတ်ချမ်းသာနဲ့ပျော်ပျော်ရွှင်နဲ့အီဘာဒတ်တွေအများကြီးလုပ်ပြီးတော့ကျွန်တော်တို့တွေနော်နေထိုင်ကုန်ဆုံးနိုင်ပါလိမ့်မယ်နော်ဒီလောက်ပဲတင်ပြရင်းနဲ့ညီကုန်းချုပ်လိုက်ပါမယ်အလ္လာဟ်ရှိမတ်တခင်ကျွန်တော်တို့အားလုံးကိုတင်ပြပါအချက်လက်များလိုက်နာနိုင်တဲ့တောဖီကချစ်မြတ်တော်မူပါသည်အာမင်ဝါအာခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရောဘ်ဘီလ်အာလမီ